မဟုတ်ဘူးဘယ်ကြီးဘယ်ထွက်တော့ကြတယ် ဒီလိုင်းညာထွက်နေရလေ ဘူးမှာကွာဘာမှမလုပ်ဘူး ကွာဘလို့တော့အောင်ဟောတဲ့ကြီးတော့ ရေကြီးတဲ့နဲ့ရေချန်ထွက်နေတာပေါ့ ကြောက်စေပါကြောက်စေမယ်နေခင်းကြီးမှငလင်ကြီးကျယ်လောက်ပြီးတော့ခြေတွေပွက်ထွက်လာမြေကြီးတွေကနေဘာဖြစ်တာမှလည်းမသိဘူးမြင်တဲ့လူများစီရောအဲ့လိုဖြစ်လာမသိဘူးနော်မလည်းပွက်ထားရေတွေလည်းဖွက်တယ်မှရေကဒီမဲ့တအားကြီးထွက်နေတာပါအေးမြင့်မြင့်ထဲတော့ငါဖုံးပေါ်မဲဆိုင်ငယ်လေးထောက်ပြီးတော့ဝေးဝေးနေတော့မြေတွေအပ်လာတာပါဒီမဲ့ရေထွက်တာတော့ရက်သွားပါပြီဒီကနေခုနကတော့ဒလောထွက်တာဒီကျွင်းကြီးတွေဖြစ်သွားရေတွေကတော့ရက်သွားပါပြီဒီကရေတွေကိုထင်းတယ်လို့ဒီမဲ့တစ်ခါမှရေမရှိတဲ့ကန်ကဒီမဲ့ရေရှင်းလာတော့ပြေလာတာပါ ငလင်လှုပ်သွားတာအမှန်အကွက်တွေရေမတင်မဲနဲ့မှရေတွေများအောက်ကနေပန်းထွက်လာတာပကြောက်ကွေးကြီးကနေမှရေတွေပန်းထွက်လာပြီးအကွက်တွေရေတောင်တင်အားလွတ်သွားပြီမကြည့်ရေတွေပြည့်ကုန်တယ်တကယ်ကြောက်စရာကောင်းပါလေလို့အကွက်ထဲကိုရေမတင်ရမဲနဲ့အကွက်တွေအများကြီးဟိုမြောက်ဖက်နားမှာတော့အများကြီးရေတွေပြည့်ကုန်တယ်ကျွန်တော်တို့ရောက်မှာဖြစ်အမေတကယ်ထူးဆန်းတယ်လို့အောက်ကငလင်လှုပ်တာနဲ့အမေရေတွေပြည့်ပြီးအကွက်တွေရေဘယ်ကနေဘယ်လိုထွက်လာမှမသိဘူးအကွက်တွေရေတင်အားလွတ်သွားပါပြီ